ဂျန်ကစစ်သားတွေကိုလူပြန်ပေးဆွဲသူတွေလို့အော်ဟစ်နေပါတိုင်းတခြားမျိုးသမီးတွေကသူမကိုမရိုက်ခါရခင်ရပ်ဖို့စုပူကြပေမဲ့ဂျန်ကနားမထောင်မဟုတ်သူမကိုငင်ခွာအောင်သူတို့ကသူမပါဇက်ကိုပိတ်ချလိုက်ပါတယ်ဂျန်ကတော့ဘာလို့ရမှမသိအောင်ဖြစ်နေပါတယ်သူမဟာဂုံတိခါကြီးမာတဲ့ပြိုင်ပွဲတစ်ခုမှာအနိုင်ရခဲ့ပြီးအခုတော့ဒီလိုတွေဖြစ်နေပါတယ်သူမကဘရင်ကိုဘလောက်တောင်စော်ကားခဲ့မိလဲဆိုတာကိုလည်းမတွေးပဲမနေနိုင်ပါဘူးအခုတော့သူမကိုလှစ်ပေးမှတေချာပေါက်မဟုတ်တော့ပါဘူးခဏကြာတော့အမျိုးသမီးအားလုံးကိုအပြင်းထုတ်လာပါတယ်ဂျန်ကဂီယိုကိုဘားတွေဖြစ်နေလဲလို့မေးပါတယ်ဂီယိုကအလုတ်အမျိုးမျိုးအတွက်သူတို့ကိုအုပ်စုနှက်စုခွဲလိမ့်မယ်လို့ရှင်းပြပါတယ်အသက်ကိုမေးတော့ဂျန်က28နှစ်လို့ပြောပါတယ်ဂီယိုကဂျန်အုပ်စုထဲမှာหนีလို့ရအောင်29နှစ်လို့ညာပြောပါတယ်ဂီယိုကခလီးမလီတယောက်ဖြစ်ပေမဲ့ဒီလိုလုပ်တာအောင်မြင်သွားပါတယ်ငယ်ရွယ်တဲ့မိန်းကလေးတွေပါတဲ့ပထမအုပ်စုကိုအထူးအလုပ်အတွက်အထဲမှာထားပြီးအသက်ပိုကြီးတဲ့အမျိုးသမီးတွေပါတဲ့ဒုတိယအုပ်စုကိုတော့ကူညီဖို့မိဖို့ကြောင့်ကိုပို့လိုက်ပါတယ်အဲ့ဒီအထဲမှာဘရင်ရဲ့အဆောင်တွေကမစ်ကန်ဘေးမှာဂျန်ကိုရှာနေကြပါတယ်သူမအိတ်ရှာဖို့ဒီကိုလာမယ်ဆိုတာသူတို့သိနေပါတယ်အမျိုးသမီးတွေကိုဖမ်းသွားတဲ့စစ်သားတွေဟာဘရင်အဆောင်တွေမဟုတ်ကြောင်းကျွန်တော်ရှင်းပြခြင်းပါတယ်သူတို့ကဘရင်ကန်ရဲ့နန်းတော်ကပါအဆောင်တရက်ကဘရင်ကိုအမျိုးသမီးတို့ချို့အဖမ်းခံရပြီးဘရင်ကန်ရဲ့နန်းတော်ကိုခေါ်သွားကြောင်းပြောပါတယ်ဘရင်ကအဲ့ဒီစုံမနဲ့ရောက်အဲ့ဒီကိုရောက်သွားလောက်ပြီးဆိုတာသဘောပေါက်ပြီးပြုံးလိုက်ကဂျန်ကိုဖေးမရှာရမလဲဆိုတာတေးသေးချာချာသိနေပါတယ်မိဖို့ကြောင့်တဲ့အမျိုးသမီးတွေဟာသူတို့ဘသူ့အတွက်ချက်ပြုတ်နေလဲဆိုတာလုံးဝမသိကြပါဘူးသူတို့ကအမိန့်ရပြီးချက်ပြုတ်ကြရုံပါပဲလူတယောက်ပြေးဝင်လာပြီးဒီနေ့အထူးဧည့်သည်တယောက်လာမယ်ဆိုတာနဲ့သူတို့အားလုံးအယမ်းကောင်းတဲ့ဟင်းလျာတွေချက်ရမယ်လို့ပြောပါပဲဂျန်ကအထူးဧည့်သည်ကဘာကြိုက်လဲလို့မေးပေမယ့်အဲ့ဒီလူကမပြောပြပါဘူးအဲ့ဒီနောက်ဘရင်ကန်ရဲ့သားကရောက်လာပြီးကောင်းကောင်းမချက်ရင်အသက်ဆုံးရှုံးရနိုင်တယ်လို့ပြောပါပဲဂျန်သဘောတူပြီးသူ့ကိုဘေးဖယ်ခေါ်သွားပါတယ်သူကရဲမင်းကြီးနဲ့သူ့ဖေလာမယ်လို့ရှင်းပြပါတယ်သူတို့နှစ်ယောက်စလုံးကဘရင်လိုပဲရစ်ဆက်တဲ့နေရာမှာနာမည်ကြီးပါပဲရဲမင်းကြီးကတော့စာဖူးမှုတွေကိုအဖြစ်ရှာဖို့ဟင်းတဲကိုသူ့စပင်းတွေကိုယ်တိုင်ထည့်ပြီးအဖျော်သဘောနဲ့တပ်ဖြစ်တဲ့အလွန်ဆိုးရတဲ့လူတစ်ယောက်ပါဒီနည်းနဲ့သူစာဖူးမှုပေါင်းများစွာကိုစက်ခဲ့ပြီးပါပြီမင်းလုံနိုင်တယ်မဟုတ်လားမကြောက်ဘူးလားလို့သူကမေးပါတယ်ဂျန်ကဒီတာဝန်ကိုလက်ခံလိုက်ပါတယ်သူမအောင်မြင်ရင်အမျိုးသမီးအားလုံးပြန်လွတ်မှာပါသူကဒီသဘောတူညီမှုကိုသဘောတူပြီးတခြားအမျိုးသမီးတွေကိုပြောပြတော့သူတို့အားလုံးအယမ်းဝမ်းသာသွားကြပါတယ်သူတို့ပါဝင်ပစည်းတွေကိုပေါင်းဆက်ပြီးချက်ပြုတ်ကြပါတယ်သူကသူတို့ကိုကြည့်နေရင်သူတို့တွေကဘသူမှအသက်မရှင်ပါဘူးလို့တွေးနေပြီးဂျန်ကပထမဆုံးတေးဟမ်းမယ်သူလို့ထင်နေပါတယ်ဂျန်မျက်လုံးမိတ်ပြီးသူမဖခင်ရဲ့စကားတွေကိုသတိရပြီးစတင်ချက်ပြုတ်ပါတယ်သူမရဲ့အလိုတရားအထီးကျင်အပေါ်အားကိုးလိုက်ပါတယ်မကြခင်ရဲမင်းကြီးနဲ့သူ့အဖေရောက်လာကြပါတယ်ပထမဆုံးရဲမင်းကြီးကပထမအုပ်စုကငယ်ရွယ်တဲ့မိန်းကလေးတွေစောင့်နေတဲ့အခန်းကိုသွားပါတယ်ညအိပ်ဖို့တယောက်ကိုသူရွေးချယ်ပါလိမ့်မယ်ပြီးတော့သူထမင်းစားပွဲစီလာပါတယ်ဒါဘာအစားအစာလေရဲမင်းကြီးကအသားတုံးတစ်ခုကိုကြည့်နေရင်ပြောပါတယ်ငါ့ကိုစော်ကားဖို့ခေါ်လာသလားစာဖူးမှုကဘာတူလဲသူတို့ကိုငါ့စီခေါ်လာမိဖို့ကြောင့်အကြီးခဲကအမျိုးသမီးအားလုံးကိုအပြင်ထွက်ခေါ်ဖို့အဆောင်တွေကိုအမြန်အမိန့်ပေးပါတယ်ဂျန်ကရှုပ်ထွေးသွားပါတယ်အရသာတောင်မမြင်ရသေးနဲ့သူဘလို့လို့အကဲဖြတ်နိုင်တယ်လေသူမတွေးမိပါတယ်သူမရှိထွက်လာပြီးအရင်ဆုံးအစားအစာကိုစားကြည့်ပါအရသာမကောင်းရင်ရှင်ကျမတွေကိုတတ်နိုင်ပါတယ်လို့ပြောပါတယ်ရဲမင်းကြီးကသဘောတူပါတယ်ဒါပေမဲ့ငါမကြိုက်ရင်မင်းကိုတတ်မယ်ဂျန်သဘောလန့်ရှာပါတယ်အဲ့ဒီနောက်ရဲမင်းကြီးကဘရင်ကန်ကိုလက်ဆောင်တစ်ခုပါလာတယ်လို့ပြောပြီးဘရင်ကန်ရဲ့သမီးကိုအခန်းထဲခေါ်လာပါတယ်ဘရင်ကန်ကအရန်ဒေါသထွက်ပြီးမြဲရဲမင်းကြီးကိုမတတ်နိုင်ဘူးဆိုတာသိနေပါတယ်ရဲမင်းကြီးကကြည့်ငါအစားအစာကိုစမယ်ဒါပေမဲ့မကောင်းရင်မင်းသမီးကိုငါ့ကိုလို့တော့ဖြစ်ငါနန်းတော်ကိုခေါ်သွားမယ်လို့ပြောပါတယ်ဂျန်ကသူမအစားအစာကအကောင်းဆုံးဖြစ်တယ်လို့ယုံကြည်မှုအပြည့်ရှိပါတယ်ရဲမင်းကြီးနဲ့သူ့အဖေနေ့လောက်စလုံးစားကြည့်တော့အရန်ရတာရှိလွန်းလို့စကားတောင်မပြောနိုင်အောင်ဖြစ်သွားပါတယ်သူတို့ထက်စားခြင်းပဲအတောင်းကိုရှက်နေပါတယ်သူတို့အစားအစာကိုချီးကျူးလိုက်ရင်ဘရင်ကန်ရဲ့သမီးကိုမခေါ်သွားနိုင်တော့ဘူးဆိုတာသိနေကြပါတယ်အဲ့ဒီလိုရဲမင်းကြီးကအစားအစာအရန်ဆိုးတယ်လို့ညာပြောလိုက်ပါတယ်ဂျန်ကဒါအလိမ်ပါလို့ပြောပါတယ်ဒေါသထွက်နေတဲ့ဘရင်ကန်ကမင်းလိန်နေတာဒီလိုကောင်းတဲ့အစားအစာမျိုးငါတခါမှမစားဘူးမင်းသမီးကိုငါကိုလူတော်အဖြစ်ခေါ်သွားဖို့အတွက်မင်းဒီလိုပြောနေတာသူဓားကိုဆွဲထုတ်လိုက်ပါတယ်ဒါပေမဲ့သူ့သားကဓားလိုက်ပါတယ်ဒါပေမဲ့သူကအမျိုးသမီးအားလုံးကိုအဖြစ်ပေးဖို့အမိန့်ဆဲပါတယ်အဆောင်တွေကဂျန်ကိုဖမ်းချုပ်ပြီးလဲပင်ဖြတ်ဖို့ပြင်းစင်နေချိန်မှာသူမကငါ့ကိုမတတ်ပါနဲ့ငါဘာအမားမှမလုပ်ခဲ့ပါဘူးအမျိုးသမီးတို့အစားအစာကောင်းပါတယ်လို့အော်ပါတယ်အဲ့ဒီအချိန်မှာပဲဘရင်ကရောက်လာပြီးသူတို့ကိုတားလိုက်ပါတယ်သူဂျန်စီလျှောက်လာပါတယ်ဒါကိုမင်းလုပ်တာလားရတာရှိတယ်ဆိုတာငါဘလို့ယုံရမလဲငါအရင်မီးကြည့်မယ်ဂျန်ကသူ့အထံကိုမှတ်မိပြီးနှက်ကိုလှည့်ကြည့်လိုက်တော့တောထဲကလူမှန်တိလိုက်ပါတယ်သူပါလားဒါဆိုသူအမှန်တရားပြောနေတာပဲသူကဘရင်ပဲသူမှတွေးလိုက်ပါတယ်ဘရင်ကအစားအစာကိုယူခိုင်းပြီးအစိတ်မပါကြောင်တက်တည်ပြဖို့ဂျန်ကိုအရင်စားခိုင်းပါတယ်ပြီးမှသူကိုယ်တိုင်တလှုပ်စားကြည့်ပါတယ်အစားအစာကတကယ်ကိုမယုံနိုင်လောက်အောင်ကောင်းမွန်လွန်းလို့သူချက်ချင်းဝန်းနေသွားပါတယ်
သူဒီလိုအရသာမျိုးတခါမှမစားဘူးပါဘူးသူအကုန်စားပြီးဘလို့ချက်လဲလို့သူမကိုမေးပါတယ်ကျန်အကုန်ရှင်းပြပါတယ်ဘယင်ကသူမဟာတကယ်ကိုကောင်းမွန်တဲ့စားဖို့မှုတယောက်ဆိုတာအတိမဲ့ဖြူပြီးအသက်ဘလောက်ရှိပြီလဲလို့မေးပါတယ်ကျန်က28နှစ်လို့ပြန်ဖြေတော့ဘယင်ကမင်းကအသက်ကြီးနေပြီပဲဘာလို့အိမ်ထောင်မဖြူရသေးတာလဲလို့မေးပါတယ်ငါကဒီကမဟုတ်ဘူးလို့ကျန်ကပြောပါတယ်ငါဘဲကလာလဲဆိုတာရှင်းယုံမှမဟုတ်ဘူးပြီးတော့သူမကအနာကပ်ပြီးငါအနာကပ်ကနေလာတာလို့တိုးတိုးလေးပြောပါတယ်ဘယင်ကတယော်လိုက်ပြီးအတိတ်ပဲမရှိတာတွေမပြောနဲ့လို့ပြောပါတယ်ပြီးတော့သူမကိုနန်းတော်ကိုခေါ်သွားမယ်ဘသူမှသူမကိုမတက်ရဘူးလို့သူကြီးညာလိုက်ပါတယ်လောလောဆယ်တော့ကျန်အသက်ကယ်တင်ခံလဲရပါပြီဘယင်ကန်ကဘယင်ကိုထိတ်တိုက်ရင်ဆိုင်ပါတယ်မင်းဘာလို့ဒီအမျိုးသမီးတွေကိုကယ်နေတာလဲမင်းအဲ့ဒီလိုလုပ်လို့မရဘူးဘယင်ကဒေါသထွက်လာပါတယ်အခုမင်းသမီးအလက်ရောက်တော့မင်းအယမ်းကြီးသွားနေတာပဲဒါပေမဲ့ငါအမေနှိပ်ဆက်ခံရတော့ကတော့မင်းအဲ့ဒီမှာရက်ပြီးဘာမှမလုပ်ခဲ့ဘူးအဲ့ဒီအချိန်မှာဂျန်နဲ့ဂီလ်ထောင်ထဲမှာအဖြစ်ခံရပါတယ်မနေ့ပြန်ငါတို့နန်းတော်ကိုသွားရမယ်ဒါပေမဲ့ငါအိမ်ပြန်ရမယ်ဂျန်ကနေအိမ်ကဘယ်မှာလဲလို့ဂီလ်ကိုမေးပါတယ်ဂျန်ကဒူးမကိုအကုန်ပြောပြပါတယ်ငါပြန်ရမယ်လမ်းကတောင်ပေါ်ကနေပြုတ်သွားတဲ့အိတ်ထဲမှာစာအုပ်ထဲမှာရှိတယ်အပြင်ဘက်မှာတော့ဘယင်လာမင်းကြီးကိုကြည်နေပါတယ်ရဲမင်းကြီးသူ့စီလာပြီးသူတို့စတင်တိုက်ခိုက်ကြပါတယ်သူတို့ဟာတစ်ချိန်ကတငယ်ချင်းကောင်းတဲ့တိုက်ခိုက်ဖက်ဖြစ်ခဲ့ကြပါတယ်ငါဂျန်ကိုနန်းတော်ခေါ်သွားပြီးဂျန်နဲ့အမျိုးသမီးတွေကိုလှုပ်ပေးခြင်းတယ်လို့ဂျန်ကပြောပါတယ်ပြီးတော့အခုအမျိုးသမီးတွေကိုတတ်နေတာငါတို့ရက်လို့ရပြီဒီလိုတွေလုပ်ရတာကိုငါမကြိုက်ဘူးရဲမင်းကြီးကသူ့ရည်ရွယ်ချက်ကိုမေးခွန်းထုတ်ပါတယ်ဂျန်အစားအစာကောင်းရင်အမျိုးသမီးအားလုံးကိုလွှတ်ပေးမယ်ဆိုတဲ့သူ့ရဲ့ကတိအပြီးမှာဂျန်နဲ့ဂီလ်ထွက်ပြေးပြီးတောင်ပေါ်ကိုသွားကြပါတယ်သူကဘယင်ကိုရှာတွေ့ပြီးနန်းတော်ခေါ်သွားမဲ့အမျိုးသမီးနှစ်ယောက်ထွက်ပြေးသွားပြီးလို့ပြောပါတယ်ဘယင်ကသူတို့အဲ့ဒီကိုသွားမယ်ဆိုတာတိလို့ပြုံးလိုက်ပါတယ်လမ်းမှာဂီလ်ကဂျန်ကိုသူမရဲ့ဇလန်းကိုပြောပြပါတယ်သူမနဲ့သူမအမေကအဖိုးကိုရှာဖို့အဝေးကြီးကနေလာခဲ့ပြီးသူမအမေကိုစစ်သားတွေကတပ်ပစ်လိုက်ပါတယ်ဂီလ်ကစွန့်ပစ်ခံထားတဲ့အိမ်မှာဖုံးနေခဲ့တာပါဂျန်ကသူမလိုချင်တာမတမျှလွတ်လပ်လွတ်နိုင်မယ်အနာဂတ်ကအိမ်ကိုသူမနဲ့အတူလိုက်ခဲ့ဖို့ပြောပါတယ်ဂီလ်သဘောတူပါတယ်သူတို့တောင်ပေါ်ကိုရောက်သွားပြီမဲ့အိတ်ကိုဘယ်မှမတွေ့ရပါဘူးဘယင်ကအဲ့ဒီမှာကြိုရောက်နေပြီးသူတို့လာမယ်ဆိုတာကိုသိနေပါတယ်ငါအိတ်ကိုငါလိုချင်တယ်လို့ဂျန်ကပြောပါတယ်ဘယင်ကအဆောင်တစ်လက်ကိုအိတ်လူလာဖို့အမိန့်ပေးပါတယ်ဒါပေမဲ့သူမကိုပြပြီး6ထဲကိုပြန်ပစ်လိုက်ပါတယ်ဒေါသထွက်တော့ဂျန်ကသူ့ကိုကျိန်ဆဲပါတော့တယ်ဘယင်ကိုကျိန်ဆဲရင်ဘာအကိခံရမလဲဆိုတာမင်းသိလားငါအိတ်ကိုတာယူလာပေးပါရှင်ခိုင်းကအကုန်လုတ်ပါမယ်လို့ဂျန်ကပြောရင်စက်ဝင်ခံဖျက်သွားပါတယ်နောက်နေ့မှာမင်းကလေးနှစ်ယောက်လုံးကိုကြိုးတုပ်ပြီးနန်းတော်ကိုခေါ်လာပါတယ်သူတို့အယမ်းကြောက်နေကြတယ်ရဲမင်းကြီးကဘယင်ကိုထိတ်တိုက်ရင်ဆိုင်ပါတယ်မင်းဘာလို့ဒီမင်းကလေးကိုဒီကိုခေါ်လာတာလဲသူကတာမန်နဲ့ဒေါသထွက်မနေဘူးလို့သူပြောပါတယ်ငါသူ့ကိုအလွယ်တကူမတတ်ဘူးသူကအစွမ်းထက်ရဆုံးနေရတဲ့အောင်လို့ဖြစ်လို့သူ့ကိုငါနှိပ်စက်ခြင်းတယ်ငါတနတ်ရှိရင်မင်းကိုအခုချက်ချင်းပြစ်တက်လိုက်ပြီဂျန်ကတီးထိုးပြောပါတယ်အဲ့ဒီအချိန်မှာမော့ဂျူကခြားအမျိုးသမီးလေးကိုအကန်ပေးနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဂျေဆန်ကသူမကိုထောင်ထဲကနေလွတ်ပေးတော့ကပြောခဲ့တာတွေကိုသူမသတိရနေပါတယ်ဘယင်ကဘယင်ငယ်ရဲ့လှပတဲ့သမီးနဲ့အတူနန်းတော်ကိုလာနေပြီးသူမကဘယင်နှလုံးသားကိုတိမ့်ဖိုက်ထားတယ်လို့သူကပြောပါတယ်ဘယင်ကမော့ဂျူကိုဘေးဖယ်ထားလိမ့်မယ်ပြီးတော့သူမဟာလေးစားမှုအားလုံးကိုဆုံးရှုံးရလိမ့်မယ်လို့သူကပြောခဲ့ပါတယ်သူကဘယင်ကိုတတ်ဖို့အခွင့်အရေးရှာနိုင်အောင်ဘယင်ကိုမြူဆွဲပြီးသူ့ဘတ်ပါအောင်လုပ်ဖို့အကြံပေးခဲ့ပါတယ်မော့ဂျူရဲ့အစီခံမကဘယင်ဟာဘယင်ကန်ရဲ့သမီးကိုခေါ်လာတာမဟုတ်ပဲဂျန်ဆိုရဲ့အမျိုးသမီးကိုခေါ်လာတာလို့ပြောပါတယ်ဒါဟာပြန့်နှံ့နေတဲ့ဂေါ်လာဟာလာတစ်ခုဖြစ်ပြီးလူတိုင်းကြုံနေကြပါတယ်ဂျန်နဲ့ဂီယိုဖြစ်သွားတော့ကလေးတွေကသူတို့ကိုခဲနဲ့ပေါက်ကြပါတယ်အဆောင်တွေကကလေးတွေကိုရိုက်နှက်ပြီးမောင်းထုတ်ပါတယ်ဘယင်ကသူတို့ကိုရပ်ဖို့ပြောပါတယ်သူတို့ကငေါ့အစီခံတွေသူတို့ကိုခဲနဲ့မပေါက်နဲ့လို့သူကပြောပါတယ်ဒါကဂျန်ကိုပိုးပြီးဒေါသထွက်စေပါတယ်သူတို့နန်းတော်ထဲဝင်လာတော့မော့ဂျူပြေးလာပြီးဘယင်ကိုဖတ်လိုက်ပါတယ်အရှင်မင်းကြီးကိုအញ្ញမ်းလွှင်းနေတာလို့သူမကပြောပါတယ်ဒီကောင်မလေးကဘသူလဲပြီးကိုဘာလို့သူ့ကိုဒီကိုခေါ်လာတာလဲငါကမင်းရဲ့လူမဟုတ်ဘူးလားဘယင်ကမော့ဂျူစီကနေရုံးထွက်လိုက်ပါတယ်သူကလူသားမဟုတ်ဘူးလို့ဘယင်ကပြောပါတယ်သူကကျင်းစာတစ်ခုကြောင်းငါစီကိုရောက်လာတဲ့စွတ်မတစ်လုံးအခုသူကငါ့ကိုခြောက်နှံ့နေလေမော့ဂျူကဘာလို့မလဲလူမေးပါတယ်ဘယင်ကသူမမျက်နှာကိုဆွဲကြိုက်ပြီးသူမသေးတဲ့အထိနှိပ်စက်မယ်လို့ပြောပါတယ်သူမကိုဒုက္ခရောက်အောင်လုပ်မယ်လို့သူကတိပေးပါတယ်ကြံကြောက်ရွံ့သွားပါတယ်ဒီနေရာမှာမော့ဂျူရဲ့ဇက်ကောင်နဲ့ပတ်သက်ပြီးရှုပ်ထွေးနေနိုင်တဲ့သူတွေအတွက်အချက်အနှဲငယ်ကိုရှင်းပြခြင်းပါတယ်မော့ဂျူရဲ့မိခင်ဟာပြေးတန်းစာအိမ်ဖွင့်ထားတဲ့အတွက်မော့ဂျူအဲ့ဒီမှာအတင်းအကျပ်အလုပ်လုပ်ခဲ့ရပါတယ်သူမအမေကသူမကိုတထေးကြီးတယောက်စီရောင်းစားခဲ့ပေမဲ့မော့ဂျူကသူ့ကိုတတ်ပစ်လိုက်လို့ထောင်ကျသွားပါတယ်ဘယင်ရဲ့အင်အားမားမြတဲ့ရန်ဘူးခစ်တဲ့ဂျေဆန်ကသူမကိုထောင်ထဲကနေလွတ်ပေးခဲ့ပါတယ်သူကသူမကိုဘယင်ရဲ့ကိုလွတ်တော်အဖြစ်ထားပြီးဘယင်ကိုတတ်ဖို့အခွင့်အရေးရှာဖို့နန်းတော်ကိုပို့လိုက်တယ်ဒါကြောင့်မော့ဂျူကဘယင်ကိုမချစ်ပါဘူးသူမဒီမှာရှိနေတာဘယင်ကိုတတ်ဖို့ပါစောင်းရသည်မရောက်ခင်အထဲဝင်ဖို့မော့ဂျူကဘယင်ကိုပြောပါတယ်လူတွေကသူမကိုထူးထူးဆန်းဆန်းစိုက်ကြည့်နေကြလို့ကြမ်းကြောက်ရွံ့နေတယ်ဘယင်ကသူမပါဇက်ကိုအဝတ်နဲ့အုပ်ပြီးအထူးနေရာတစ်ခုကိုခေါ်သွားဖို့အဆောင်ဒီကိုအမိန့်ပေးပါတယ်
အဲ့ဒီနောက်ဘရင်ဟာမော့ဂျူဖုံးကွယ်ထားတဲ့သူ့ရဲ့မြားတန်ရာကိုကုသမှုခံယူရကနေသူမဟာတိုက်ခိုက်မှုအတွက်တာဝန်ရှိနိုင်ကြောင်းအတိအယူခင်ပါတယ်ဆရာဝန်ကဘရင်ကိုအချိန်မီသွေးတိတ်အောင်မလွတ်ခဲ့ရင်ပြဿနာပိုဆိုးသွားနိုင်တယ်လို့ပြောပါတယ်ဂျန်သူ့အသက်ကိုကာဆက်ခဲ့တာကိုဘရင်ကတတိရသွားပါတယ်ဘသူလောက်တာလဲလို့မော့ဂျူကမေးတော့ဘရင်ကအဲ့ဒီကောင်မလေးအသက်လောက်တာလို့ဖြေပါတယ်အဲ့ဒီနောက်မော့ဂျူကဂျန်ကိုအထူးနေရာတစ်ခုကိုပို့လိုက်တယ်လို့မေးပြီးမြင်ဘရင်ကမပြောပါဘူးအဲ့ဒီနောက်လုံခြုံရေးအရန်တင်းကျပ်နေတဲ့အချင်းထောင်ဆိုတဲ့အထူးနေရာကိုကျွန်တော်တို့တွေ့ရပါတယ်ဂျန်ကဘရင်ကိုချိန်ဆနေပြီးသူမသူ့အသက်ကိုကာဆက်ခဲ့တာကိုသူကဒီလိုကျေးဇူးဆက်နေတာလို့ပြောနေပါတယ်